ကိုငင်းရရှင်ပကံဆေးနေရပြီးတော့မှလားပြီးတော့မနေ့ကဒါလေးပြင်ပြီးပြီပြီးတော့ရင်ကျမရှင်နဲ့စကားပြောစရာရှိတယ်ရှင် Facebook မှာအသေးပေးထားတာတွေ follow တွေလုပ်ထားတာတွေနော်ရှင်ကိုရှင်သိရနော်အဲ့ဒီစားကျမရှင်နဲ့စကားပြောစရာရှိတယ်ဒါပြီးရင်ကျမစီခဏလာခဲ့ဟိုဒါလေးပြီးလာခဲ့မယ်နော်ကိုငင်းအောင်ရှင်ပကံဆေးနေရမပြီးသေးဘူးလားဟာမနက်ကကြည့်တော့နှစ်ချက်သေးရဲ့ကြည့်မအောင်ပကံနေအများကြီးမနက်9 နာရီရဲ့ဆေးနေရလေအခုညနေ9 နာရီရှိနေပြီပြီးတော့မယ်မောဟောဒါလေးတစ်ဆက်တက်ပြီးပြီကျမရှင်နဲ့စကားပြောဖို့စောင့်နေတာဟုတ်တယ်မို့ဒီမျိုးစားလေးတစ်ဆက်တက်ပြီးလာခဲ့လိုက်နော်တအိမ်လုံးမှာရှိတဲ့ပကံတွေလည်းအကုန်ကုန်ပြီးဆေးနေရ